ကယ်အောက်တန်းကြတဲ့စိတ်ဓာတ်နဲ့ line ပေါ်မှာတင်ပြီး KB အကောင့်တွေပေးတယ် wish money အကောင့်တွေပေးတယ်အလှခံတယ်เนาะပြီးလို့ရှိရင်အလှခံတဲ့လူရှိမရောက်ဘူးတအားစိတ်ဓာတ်အောက်တန်းကြတယ်မလုပ်ပါနဲ့ဗျလူတွေအားလုံးဒုက္ခရောက်နေတဲ့အချိန်မှာဒါတကယ်ကိုလိုအဲ့လိုလှပေးနေတာပါဗျငလင်ဘေးတင်တဲ့လူတွေကတရောင်းစားမဟုတ်ပါဘူးဗျတောင်းလမ်းဘေးမှာအိတ်တိုင်းတောင်းစားတဲ့တရောင်းစားမဟုတ်ဘူးဗျသူတို့ဒုက္ခရောက်တာအိမ်မရှိတာဗျအရေးမရှိတဲ့ဘဝကျွန်တော်တို့လိုအိမ်ငားနေတဲ့လူပဲသိတယ်ကျွန်တော် pride လုပ်တဲ့ pride မင်းသားမဟုတ်ကျွန်တော် pride ကိုချစ်လို့လုပ်တာကျွန်တော်စိတ်နှလုံးထဲကလာလို့ကျွန်တော်ဒုက္ခရောက်နေတယ်လို့ကိုညီဖို့လုပ်တာနံပါတ်1ချက်ကသူများချွေးနေစားတွေဗျဒီလောက်ခက်ခဲနေတဲ့အချိန်တစ်ခုမှာလူတွေကကိုယ့်ကိုလှူလိုက်တယ်ဒီပတ်စံတွေကိုကင်ပြီးတော့ကိုကတာဝန်ခံတွေကိုပေးလိုက်မယ်ဆိုရင်တခြားလူတွေရောက်မှာလားအများကြီးအတွေ့အကြုံကျွန်တော်တို့ဆိုရှင်းရှင်းလေးလုပ်တာကျွန်တော်တို့ကိုခေါ်ပြီးလူဘယ်နှယောက်လဲစုံတဲ့လူဘယ်နှယောက်လဲထိခိုက်ရဒဏ်ရာရတဲ့လူဘယ်နှယောက်ခေါ်ပြီးကျွန်တော်တို့သူတို့လက်ထဲကိုပတ်စံထည့်ပြီးတော့မှ2ယောက်3ယောက်လောက်ကြံရင်ဗျာ4 5ယောက်လောက်ကြံရင်မပြောဘူးကျွန်တော်တို့ရအောင်သူတို့လက်ထဲကိုပတ်စံထည့်ပြောချင်တာကဗျာကိုယ်တိုင်ကိုယ်ဆင်းပြီးတော့ကိုယ်တိုင်ကိုယ်လက်နဲ့ထိထိရောက်လှူတဲ့အလူကအကောင်းဆုံးပဲဗျာကျွန်တော်တို့ကဂျားကန်လုပ်ပေးတာလူတွေကဗျာ9000လူတဲ့လူရှိတယ်လို့9000လူတဲ့လူရှိတယ်350လူတဲ့လူရှိတယ်300လူတဲ့လူရှိတယ်သူတို့ရဲ့ချွေးနေစာလေးတွေဘလို့လူဗျာလူတိုင်းကဒုက္ခရောက်နေတဲ့အချိန်သူတို့ကကိုယ်တွေဒုက္ခရောက်နေတဲ့အဖြစ်မျိုးမဖြစ်ရအောင်သူတို့ကလှူပေးတာအဲ့တော့ဒီပတ်စံတွေကိုကင်ပြီးတော့ကိုကလှူရမယ့်လူဆိုရင်တော့ကိုကတောင်းဝင်ကြီးဆုံးပဲအဲ့တော့ကိုကဒီပတ်စံတွေကိုယူသွားပြီးရင်လိုအပ်တဲ့လူတွေလက်ထဲကိုတိတိကျကျထည့်ပေးလိုက်အကောင်းဆုံးပါပဲဗျဘာကြောင့်လဲဆိုတော့ပြီးစလွယ်လုတ်တယ်ဆိုတော့လူတိုင်းလုတ်တတ်တယ်ကျွန်တော်ဆိုဗျအလှခံလိုက်မယ်ဗျာပြီးလို့ရှိရင်ဟုတ်ကဲ့ကျွန်တော်တောင်ကတောင်ငယ်နဲ့ဆက်သွယ်ပြီးတော့လှူခဲ့လိုက်ပါတယ်ဆိုရင်ပြန်ရောက်ပါမလားအများကြီးစဉ်းစားရတယ်ဗျအဓိကပြောချင်တာကတောင်ဝင်ငံတွေကိုလည်းစိတ်မချရတာမဟုတ်တောင်ဝင်ငံတွေကလည်းလှူတယ်ဒါပေမဲ့ကြံ့ကြာမှုတွေဖြစ်တာတို့ပေမဲ့ကိုယ်တိုင်လှူရင်တော့ပိုကောင်းတာပေါ့ဗျာကိုဖြစ်တဲ့ဥစ္စာဖြစ်တဲ့လူကိုပေးလိုက်တော့ပြီးသွားတာပေါ့တောင်ဝင်ငံတွေကြတော့ပတ်စံလေးတွေစောက်တယ်ဥမာအားလုံးပြီးသွားတော့မှပတ်စံလေးတွေလုံးနဲ့စုပြီးပေးတယ်အဲ့ချင်းကြတော့မရတဲ့လူကမရလို့ဆိုပြဿနာအမျိုးမျိုးပေါ့နော်ကိုရီးယားလိုင်းပေါ်တင်လိုက်တယ်ကိုရီးယားတော့ဘယ်မှာလှူခဲ့လိုက်တယ်လို့ဟာတောင်ဝင်ငံတွေကကြည့်ပြီးတော့လှူခဲ့ပြီးဒီပတ်စံတွေကိုတင်ထားလိုက်တယ်သူတို့ဘာကြောင့်မရတာလဲအဲ့မှာပြဿနာတွေကအများကြီးရှုပ်ထွေးမှုတွေဖြစ်စေတယ်ဗျအဲ့တော့ကိုကနေမြေစင်းပြီးတော့တောင်ဝင်ငံတွေနဲ့ဆက်သွယ်ပြီးတော့လူတွေခေါ်ခိုင်းလူတွေလက်ထက်ရအောင်ထက်အဲ့ဒါပိုအကောင်းဆုံးမှာပိုအလှအမြောက်ဆုံးပဲဗျနောက်မှပိုတဲ့3-4ဦးစာဆိုရင်လည်းပေးခဲ့လိုက်တော့ဗောနော်နောက်ဥမာဒီ founder ဒီရဲ့ပတ်သက်တဲ့ founder တွေကိုကိုကမတီခြင်းနေဆိုရင်မတီပေးလိုက်အဲ့လိုလေးတွေလောက်တာပိုကောင်းပါလေဗျအဓိကကတော့အလုပ်တွေဒီလှူတဲ့နေရာတွေမှာထိရောက်လေးတွေလှူပေးကြဖို့ကျွန်တော်မေတ္တာရက်ခံပါတယ်နောက်တစ်ခုပါဗျာတကယ်အောက်တန်းကြတဲ့စိတ်ဓာတ်နဲ့ line ပေါ်မှာတင်ပြီး KB အကောင့်တွေပေးတယ် wish money အကောင့်တွေပေးတယ်အလှခံတယ်เนาะပြီးလို့ရှိရင်အလှခံတဲ့လူရှိမရောက်ဘူးတအားစိတ်ဓာတ်အောက်တန်းကြတယ်မလုပ်ပါနဲ့ဗျလူတွေအားလုံးဒုက္ခရောက်နေတဲ့အချိန်မှာဒါတကယ်ကိုလိုအဲ့လိုလှူပေးနေတာပါဗျကိုချင်းစာတရားနဲ့လှူပေးနေတာပါအဲ့တော့တချို့ရွာတွေမှာလဲဒါရေတွေကိုမုတ်တွေကိုအစုံပလုံးကိုထားရတာအဲ့တော့တကယ်လိုတာဘာလဲတကယ်လိုတာအိမ်မှာဗျတကယ်လိုတာပတ်စံမှာဗျအဲ့တော့ကိုနိုင်တာလေးတွေကိုတိုင်ကိုကြဒါလှူမယ်ဆိုရင်လည်းကိုတိုင်ကိုကြတော့လူမလှူဘူးဆိုလေဒါကိုနဲ့ပတ်သက်တဲ့တောင်ဝင်ကန်တွေကိုဆက်သွယ်ပြီးတော့ထိရရောက်တော့လှူပေးဖို့မေတ္တာရက်ခံပါတယ်ဗျဒီအချိန်မှာဒုက္ခအားလုံးရောက်နေတာအားလုံးဒုက္ခရောက်နေတဲ့အချိန်မှာကိုအတွက်ကိုတဖို့တယ်မကြည့်ဘဲနဲ့ဒါအားလုံးလက်တွဲညီနဲ့အားလုံးပြန်လေထူထောင်ရေးလုပ်ပေးဖို့မေတ္တာရက်ခံပါတယ်ဗျအဓိကစားဖို့မဟုတ်ဘူးဗျအဓိကလိုနေတာကျွန်တော်အမြဲပြောပါတယ်ဗျအိမ်နေပါဗျပတ်စံနေပါဗျလူတယောက်3သိန်းပေး10ယောက်10သိန်းအယောက်100ဆို300ဆိုအိမ်လေးနည်းနည်းဆုံးစင်တော့နေလို့ရတဲ့အိမ်လေးတစ်ခုဖြစ်လာမယ်တယောက်300ပေး10ယောက်31000ဆိုအိမ်လေးတစ်ခုဖြစ်လာကျွန်တော်ပြောတာလူတိုင်းတော့မလူနိုင်ဘူးဆိုပေမဲ့အများနဲ့ဆိုရင်တော့လှူလို့ရသွားမှာပဲဗျမေတ္တာရက်ခံပါတယ်အားလုံးကိုလည်းပေါ့နော်ဒါကိုယ်တိုင်ကိုကြကွင်းစင်ပြီးလေ့လာပြီးမှလှူပေးပါဗျကျွန်တော်အခုငလင်အတွက်ကကျွန်တော်ရဲ့ကိုယ်စေကျွန်တော်တို့ food blogger အီဗရိုင်ပိုင်ရဲ့ဆိုရင်ကျွန်တော်တို့3ယောက်ပေါင်းပြီး3900ဘူးလောက်ရှိမယ်ဗျမုတ်တွေရောပတ်စံတွေရောဆိုဗျလှူတယ်ဆိုရင်စီစစ်ပြီးပဲလှူပေးပါနောက်လှူတဲ့အလှူရှင်တန်းကလည်းဒါတကယ်ကိုထိရောက်ဖြစ်မဲ့ဥစ္စာလေးတွေလှူပေးဖို့ကျွန်တော်တို့တခုပြောချင်တာဗျငလင်ဘေးတင်တဲ့လူတွေကတရောင်းစားမဟုတ်ပါဘူးဗျ
တောင်းလမ်းဘေးမှာအိတ်တိုင်းတောင်းစားတဲ့တရောင်းစားမဟုတ်ဘူးဗျသူတို့ဒုက္ခရောက်တာအိမ်မရှိတာဗျအရေးမရှိတဲ့ဘဝကျွန်တော်တို့လိုအိမ်ငားနေတဲ့လူပဲသိတယ်အဲ့တော့သူတို့လေးတွေကိုဖြစ်နိုင်ရင်ကိုတက်နိုင်တဲ့တထောင်တနေရာနေကျွန်တော်တို့ဗျာနှမ်းစီတစီကျိန်နှမ်းစီမရပါဘူးနှမ်းအများကြီးကျိန်မှာနှမ်းစီရတော့ပါထို့အတွက်ကြောင့်ကိုလှူတဲ့ငွေ1000ငွေ3သိန်းရတယ်သူတို့အတွက်အားဖြစ်စေပါတယ်ထို့အတွက်ကြောင့်ငွေသားလေးတွေလှူပါနောက်တစ်ခုကအဲ့ငွေသားလေးကနေတဆင့်အဲ့လူတွေကအိမ်လေးတွေဖြစ်လာပါမယ်သူများကြီးလည်းအရေးရပါတယ်ဗျထို့အတွက်ကြောင့်ဒီငလင်ကြီးခံစားရတဲ့ကျွန်တော်ရဲ့ဆွေမျိုးသားချင်းကြီးကိုမောင်မတွေလည်းအတင်းထားပါလှူပေးတဲ့အလှရှင်တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကိုယုံကြည်ပြီးစေတနာအပြည့်နဲ့အလှရှင်တွေအားလုံးစိတ်ချမ်းသာလို့ကိုချမ်းပါပါစေဒုက္ခတောကအားလုံးဝေးပါစေလို့ဆုတောင်းမြတ်တာပို့ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ